ရွာကိုလာလေအညာကိုလာလေခမည်းလေးကလူလဲကျုံနှလုံးသားလေးပြူတယ်လူမမဲကလေးတယောက်လူချစ်ရဲ့ကြောင်းလဲဘာမှနားမလဲမောကောင်းရပြူတော့သွားတယ်လူအကြီးမတဲ့ကွယ်စပေါ်ချမင်းသမျှရဲ့လှရှုံမင်းရဲ့သမျှရဲ့နှုတ်ချရဲဝါတော်မူပါရှုံးပါခွဲခမည်းပြောတဲ့စကားတွေအညာတွေကဦးဝရဲမြကြောက်ရင်ဝင်ဖဲမဲ့တစ်ချမ်းကပို့ပို့လို့လိုက်တော့ဘာကြောင့်ပါလဲကျုပ်တို့ခမည်းခွဲတော်လူအချမ်းလို့တဲ့ကနူရဲ့ကျုပ်သားမဲ့တော့ကျုပ်တဲ့ကအဖြူတယ်အချမ်းရှိချစားပြီးခမည်းကျုပ်ကိုချပါတယ်ပြစ်မရှိပြစ်စားပြီးလေကျုပ်တဲ့ကိုခမည်းခွဲရဲ့အညာသားကြီးကိုမှအညာပုံမြင်ပြောခဲ့သူကြီး